မင်္ဂလာပါမီဇီယံ audio podcast ကနေပြီးတော့မှပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ habit အကြောင်းနဲ့ပတ်သက်ပြီးတော့မှစပြီးမျှဝေပေးသွားမှာဖြစ်ပါတယ် habit ကဘာလဲဘာကြောင့်အရေးပါတာလဲ habit ကမီဇီတို့တွေတကူးတကားအချိန်ပေးဖန်တီးနေစရာမလိုဘူးနေ့စဉ်လှုပ်ဆောင်နေတဲ့အပြုမူတစ်မျိုးပဲပေါ့နော်ဥပမာမနက်အရာထလာလို့မျက်နှာသစ်သွားတိုက်တာမျိုးဖုန်းတွေကိုထိုင်ကြည့်နေတာမျိုးဒါတွေကိုလုပ်ဖို့အတွက်မီဇင်တို့တွေအားစိုက်ထုတ်နေစရာမလိုဘူးပေါ့နော် habit ကဘာကြောင့်အရေးပါလဲဆိုလို့ရှိရင်နေ့စဉ်မီဇင်တို့ရဲ့ဒီအချိန်နဲ့စွမ်းအင်ပေါ်မှာ energy ပေါ်မှာပေါ့နော်အသုံးချတဲ့အမှုချင်းကမီဇင်တို့ဘလို့အပြုမှုရှိလဲဆိုတာကိုပုံဖော်ပေးတယ်ဥပမာမီဇင်တို့ရဲ့ဒီတနေ့တာမှာပေါ့နော်ဒီအချိန်နဲ့စွမ်းအင်ကိုတစ်ချိန်လုံးဖုန်းတစ်လုံးနဲ့ပဲသုံးနေတဲ့အကျင့်မျိုးနဲ့ပဲအသုံးချမယ်ဆိုလို့ရှိရင်တော့မီဇင်တို့ဟာပြင်းရတဲ့အပြုမှုရှိတဲ့သူတစ်ယောက်ဖြစ်တယ်လို့ပုံဖော်လို့ရနိုင်ပါတယ်လူတစ်ယောက်မှာကောင်းမွန်တဲ့အလေးချင်းတစ်ခုရှိထားမယ်ဆိုလို့ရှိရင်အဲ့ဒီအလေးချင်းကကိုယ့်ကိုတိုးတက်စေတယ်ပန်းနိုင်တွေကိုအလွယ်တကူစုခုနိုင်တယ်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတွေကိုတိုးတက်စေတယ်ပေါ့နော်နောက်တစ်ဖက်မကောင်းတဲ့အလေးချင်းတွေကိုပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင်သူဟာကိုယ့်ဘဝမှာတိုးတက်မှုတွေကိုနောက်နေမှုတွေဖြစ်စေတယ်ကျန်းမာရေးချွတ်ယွင်းမှုတွေဖြစ်စေတယ်ပေါ့နော်ဒါဆိုရင်တော့ habit ရဲ့အရေးပါမှုအနေငယ်ကိုသိရှိကြလောက်မယ်လို့ထင်ပါတယ်နောက် podcast တွေမှာပြန်လည်ဆုံတွေ့ပါမယ်bye bye